ဆီယမရေးစောင်းအတင်မထွက်သေးဘူးလားမထွက်သေးဘူးလားဆိုပြီးတော့မင်းနေတဲ့ပရိသတ်တွေအတွက်ပေါ့နော်မရီပါတာပြန်ထားတဲ့စောင်းအတစ်ပေါ့နော်မကြမီထွက်ပါတော့မယ်မရီစောင်းတွေအများဖတ်နေတဲ့စာဖက်ပရိသတ်တွေဆိုလို့ရှိရင်တော့သိမှာပေါ့နော်မရီပါတာပြန်တဲ့စောင်းတွေရေးထားတဲ့စောင်းတွေအားလုံးကကိုယ်စိတ်ကိုစမ်းစစ်လာဖို့အတွက်အဲ့ဒီကနေတဆင့်ပေါ့နော်ကိုယ့်ရဲ့မသိစိတ်မှာရှိနေတဲ့အကြောင်းအရာတွေကိုပို့ပြီးတော့သိလာဖို့အတွက်ပေါ့နော်ရေးထားတဲ့စောင်းလေးတွေဖြစ်တယ်ပေါ့နော်အဲ့တော့အခုဒီစာအုပ်လေးကလည်းအတူတူပဲသိလားဒီစာအုပ်ကလေတကယ်မူရင်းစာအုပ်ကဂျပန်စာအုပ်ပေါ့နော်အမေရိကတော့တရုတ်ကနေတဆင့်ပြန်ပြီးတော့ပါတာပြန်ထားတာပေါ့နော်ဒီစာအုပ်ကဂျပန်နိုင်ငံမှာရောတရုတ်နိုင်ငံမှာရောတခြားနိုင်ငံတကာမှာပါပေါ့နော်အုပ်ရည်တန်းနဲ့ချီပြီးတော့ရောင်းချထားရတဲ့တကယ်ကိုကောင်းတဲ့စာအုပ်လေးတစ်အုပ်ပေါ့နော်အဲ့တော့ဒီစာအုပ်ကလေအမေရိတို့နေ့စဉ်မြင်တွေ့နေရတဲ့ကိုယ့်ရဲ့မြင်ရတဲ့လောကပေါ့နော်ကိုနေ့စဉ်သုံးနေတဲ့အသုံးဆောင်တွေကိုယ့်ရဲ့အိတ်ခမ်းတွေကိုယ့်ရဲ့အိမ်တွေစတဲ့အရာလေးတွေကိုစတဲ့နေရာလေးတွေကိုရှင်းလင်းခြင်းကနေတဆင့်ပေါ့နော်ကိုယ့်ရဲ့မမြင်ရတဲ့လောကဖြစ်တဲ့ကိုယ့်ရဲ့စိတ်ကိုပို့ပြီးတော့နားလည်လာစေဖို့ပေါ့နော်အဲ့ဒီကနေတဆင့်ကိုပို့ပြီးတော့တင်မြင်လာမယ်ကိုပိုကောင်းအောင်လှုပ်ဆောင်လာမယ်အဲ့ဒီကနေတဆင့်ပို့ပြီးတော့မမြင်ရတဲ့လောကပေါ့နော် spiritual လောကကိုထိတွေ့လာပြီးတော့အဲ့ဒီပို့ပြီးတော့မမြင်ရတဲ့လောကကနေလာတဲ့ကောင်းကြီးမင်္ဂလာလေးတွေပေါ့နော်ကိုယ့်စီကိုကြားရောက်လာအောင်လှုပ်ဆောင်လို့ရတယ်ဆိုတာလေးတွေကိုရေးထားတဲ့စာအုပ်လေးပေါ့နော်စာအုပ်လေးကတော့စာမျက်နှာ248ရှိရပေါ့နော်အထဲမှာဆိုလို့ရှိရင်လည်းဒီလိုရောင်စုံလေးနဲ့ပေါ့နော်ဒီရှင်းလင်းရေးမလုပ်ခင်မှာဆိုလို့ရှိရင်တော့ဘလို့ဖြစ်နေလဲရှင်းလင်းရေးလုပ်ပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်တော့ဘလို့ဖြစ်သွားလဲစတဲ့ဟာလေးကိုလည်းနိုင်ရှင်ထားတာလေးတွေရှိရပေါ့နော်အဲ့တော့စာအုပ်ရဲ့နာမည်လေးကတော့ဖြတ်စွန့်ခွာဆိုတဲ့အတိုင်းပဲကိုကဒီစာအုပ်ကိုမဖတ်ခင်ခါတည်းကတခုခုပေါ့နော်ကိုအတွက်မလိုလားအပ်တဲ့အရာတွေကိုဖြတ်တောက်ရတော့မယ်ကိုအတွက်အကျိုးမရှိတဲ့အရာလေးတွေစွန့်ပစ်ရတော့မယ်ကိုယ့်ရဲ့တွေ့တာမှုတွေဆွဲလန်းမှုတွေကိုခွာချရတော့မယ်ဆိုတော့ခံစားချက်မျိုးကိုပေးတာပေါ့နော်စောင်းရဲ့နာမည်မာကတဲ့ပေါ့နော်ကို action တစ်ခုခုယူရတော့မယ်ဆိုတာလေးကိုတိုက်တွန်းနေတယ်ဆိုတာခံစားမိစေရပေါ့နော်အဲ့တော့စာအုပ်ကတော့အခုချိန်မှာမရီရဲ့လက်ထဲကိုရောက်ရှိနေပြီပေါ့နော်ဒါပေမဲ့စာအုပ်ကတော့17ရက်နေ့17လပိုင်းကြာမှာပဲကိုလက်စာပေကနေတဆင့်ပေါ့နော်တခြားစာအုပ်ဆိုင်တွေအားလုံးကိုဖြန့်ချီပေးသွားမှာပေါ့နော်စာအုပ်ကို pre order ကြိုမှာထားလို့ရပါပြီ pre order ကြိုမှာထားတဲ့လူအားလုံးကိုမရီကိုယ်တိုင်လက်မှတ်ရေးထိုးပေးမှာပေါ့နော်အဲ့တော့သတင်းကောင်းတစ်ခုရှိတာလေ17ရက်နေ့17လပိုင်းနေ့လယ်12နာရီကနေ3နာရီကြားထိမှာ pre order မှာထားတဲ့လူတွေအားလုံးပေါ့နော်မရီကိုယ်တိုင်ကဒီကိုလက်စာပေမှာလက်မှတ်ရေးထိုးပေးနေမှာပေါ့နော်ဒါကြောင့်မို့လို့မရီနဲ့လူချင်းစုံချင်းတဲ့စာအုပ်ပေါ်မှာပေါ့နော်ကိုနာမည်လေးပေါ့နော်ထိုးချင်တယ်ဆိုလို့ရှင်တော့17ရက်နေ့17လပိုင်းနေ့လယ်12နာရီကနေ3နာရီကြားထိကိုပေါ့နော်ကိုလက်စာပေပေါ့နော်30လမ်းအထက်ဘလောက်မှာရှိတယ်ကိုလက်စာပေမှာလာရောက်လို့ရပါတယ်မရီလဲပေါ့နော်